အပိုင်းလေးတိမ်တကားပွက်နေညာအပေါ်ဆုံးတက်ကအတန်ကြီးထွက်လာတဲ့အချိန်မှာတိမ်အိမ်တစ်ခုလုံးတုန်ကားလာတယ်။နေရန်ကြားကမိခိုးမြဲဒီဖြည်းဖြည်းထွက်လာပြီးလေကပူအေးလာတယ်။မဖဲဝါကတာတေလက်ကိုဆွဲပြီးနောက်ကိုစုပ်လိုက်တယ်။တာတေအပေါ်ဓာတ်ကိုမကြည့်နဲ့လို့တူတူတို့ပြောတယ်။ဒါပေမဲ့တာတေကအလိုလိုအပေါ်ဘက်ကိုလှည့်ကြည့်မိသွားတယ်။လေကအပေါ်ဆုံးမှာအနက်ရောင်တကားကြီးတစ်ချက်ဖြည်းဖြည်းပွင့်နေတယ်။အဲ့ဒီတကားအတွင်းထဲကတိမ်မြဲတွေလှိုင်းလို့ထွက်လာနေတယ်။ပြီးတော့တကားနှုတ်မှာလူရိပ်ကြီးတစ်ခုမတ်တက်ရက်နေတယ်။အဲ့ဒီအရိပ်ကြီးရဲ့မျက်လုံးနှလုံးကအနီရောင်တောက်နေတယ်။တိမ်စည်းတရေကြီးတောင်အဲ့ဒီအရာကိုကြောက်နေတယ်လို့နောက်ဆုတ်သွားတယ်။မဖဲဝါအဲ့ဒါဘာကြီးလေးလို့တာတေမေးလိုက်တယ်။မဖဲဝါမျက်နှာတင်းတင်းနဲ့ပြောလိုက်တယ်။အဲ့ဒါတိမ်တကားကိုစောင့်နေတဲ့ဝင်းချင်းကြီးပဲ။တကားအဖိပွင့်သွားရင်လူလောကထဲဝင်လာလိမ့်မယ်။တာတေရင်နဲ့အေးသွားတယ်။အဲ့ဒီအချိန်မှာတိမ်စည်းတရေကြီးကရုတ်တရက်တာတေဘက်ကိုလဲကြည့်လိုက်တယ်။တကားကိုဖွင့်ခဲ့တဲ့သူကမင်းမဲလို့သူပြောလိုက်တယ်။ပြီးတော့သူ့လက်ကိုမြှောက်လိုက်တဲ့အချိန်မှာတိမ်တွေတုန်ကားလာတယ်။တာတေခန္ဓာကိုယ်တစ်ခုလုံးလှုပ်မရတော့ဘူး။မဖဲဝါကချက်ချင်းမှန်ဝိုင်းကိုမြှောက်ပြီးအလင်းရောင်ထုတ်လိုက်တယ်။အလင်းရောင်ကြောင့်တိမ်စည်းတရေကြီးနောက်ဆုတ်သွားပြီမဲ့အပေါ်ကတကားကပိုပွင့်လာတယ်။တကားအတွင်းထဲကအမောင်ကြီးဟာတဖြည်းဖြည်းအောက်ကိုဆင်းလာနေတယ်။မဖဲဝါကတာတေကိုကြည့်ပြီးအော်လိုက်တယ်။တာတေတကားကိုအခုချက်ချင်းပိတ်မှတ်ရမယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတကားထဲကအတန်ကြီးတစ်ခုထွက်လာတယ်။နောက်ကျသွားပြီ။